အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာရဲ့ YouTube channel ကနေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါရနော်ဒီနေ့31ရက်3လ2025เนาะတနင်္လာအဖွင့်နေ့မနေ့အတွက်အကောင်းဆုံးစူးစမ်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနော်ခုလက်တလောဖြစ်ပေါ်နေတဲ့ဘေးဆိုးကတ်ဆိုအန်နီရဆိုးတွေကနေလည်းလွတ်ကင်းနိုင်ကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းပေးလိုက်တယ်နော်ကဲဒီနေ့31ရက်3လ2025တင်းလာနေအဖွင့်နေ့အတွက်မျှဝေပေးလိုက်ပါတယ်ဆရာရဲ့ YouTube channel လေးကို subscribe မနေရသေးဘူးဆိုလည်း subscribe လေးနှိပ်ခဲ့ပေးကြပါဦးဗျာနော်ကဲဒီနေ့မနက်အတွက် break အနေနဲ့ကတော့6 break ပဲဖြစ်ပါတယ်ဗျာနော်6 break မှာ main တင်ကစားခြင်းနဲ့ဆိုရင်တော့334260ကို main တင်ကစားလို့ရပါတယ်ဗျလုံးမိုင်ပတ်တီးအနေနဲ့ကတော့9 8မင်းရောကွက်အနေနဲ့ဆိုရင်တော့9 94 59 81 83 89လို့ပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ဆရာရဲ့ထုံးစံအရာဆရာတလုံးမိုင်ပတ်တီကိုဆရာပေါက်ပေးနဲ့မျှဝေပေးသွားမှာပဲဖြစ်ပါတယ်เนาะအဘမူလဲတွက်ဆိုင်အရာလုံးဝပြတ်ပင်မရှိတဲ့အပိုင်ပတ်တီတလုံးကိုဆရာကပေါက်ပေး2000ကျပ်နဲ့မျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာเนาะပေါက်ပေး2000ကျပ်ယူတာကဆရာစူးစမ်းထားတဲ့ဆရာပညာကြီးတွေဆရာကုံဆုံးသွားတဲ့အချိန်တွေငွေကြေးတွေအတွက်ဆရာကပေါက်ပေး2000ကျပ်ကိုပြန်လဲပြီးတော့ကြော်ကြီးလေးပြန်ယူတာဖြစ်တယ်เนาะဒါပေမဲ့ဆရာဘက်ကငွေတပြားတစ်ချက်မှကြိုမယူကြိုမတောင်းပေါ့เนาะဆရာရဲ့စေတနာကိုနားလေတဲ့အတိမတ်ပြုရတဲ့သူတွေပဲဆရာကိုဆက်သွယ်ပေးပါเนาะနေကုန်းစားအပိုင်းပတ်တီတစ်လုံးချပေးပါမယ်ခင်ဗျာเนาะနှစ်ကြိမ်မှဒီနေ့နှစ်ကြိမ်မှတစ်ကြိမ်ကတော့ထီကိုထီပါလိမ့်မယ်เนาะကဲအားလုံးပဲတကယ်လိုချင်တဲ့သူတကယ်လိုအပ်တဲ့သူတကယ်ဂရီတီတိုင်းတဲ့သူတွေပဲလာခဲ့ပြီပါပေါ့เนาะဂရီမတီပဲเนาะအားချောင်ယုံတက်တက်နေတော့မလာပါနဲ့ခင်ဗျာကဲဒါဆိုရင်တော့အားလုံးပဲအဆင်ပြေကြပါစေเนาะ